နံပါတ်1ဒန်းနလွန်သီးနဲ့ဒန်းနလွန်ရက်တွေဟာအသေးရဲ့လုပ်ငန်းဆောင်တာတွေကိုပို့ပြီးတော့ကောင်းမွန်စေပါတယ်အသေးရောင်တာနဲ့အသေးချောက်တာတွေမဖြစ်အောင်လို့ကာကွယ်မှုပေးပါတယ်နံပါတ်2ဒန်းနလွန်သီးနဲ့ဒန်းနလွန်ရက်တွေမှာရောင်ရမ်းမှုကိုကျဆင်းစေတဲ့အာနိသင်ရှိပါတယ်အဲဒါကြောင့်မလို့ခန္ဓာကိုယ်တွင်အစိတ်ပိုင်းတွေရဲ့ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်နံပါတ်3ဒန်းနလွန်သီးနဲ့ဒန်းနလွန်ရက်တွေမှာအန်တီအောက်ဆီဒန့်လို့ခေါ်တဲ့အိုမင်းရင်းရော်မှုကိုလျော့ကျစေတဲ့အကျိုးအာနိသင်ရှိပါတယ်အကျိုးဆက်အနေနဲ့လူတစ်ယောက်ကိုအရွယ်တင်မှုမြူစေပါတယ်နံပါတ်4ဒန်းနလွန်သီးနဲ့ဒန်းနလွန်ရက်တွေဟာကြောက်ကပ်မှာကြောက်မတဲနိုင်အောင်လို့အကောင်းဆုံးသောကာကွယ်မှုတွေကိုပေးစွမ်းခြင်းအပြင်ကြောက်ကပ်ကိုအကောင်းကျိုးပြု၍အကောင်းဆုံးထောက်ပံ့ပေးပါတယ်နံပါတ်5ဒန်းနလွန်သီးနဲ့ဒန်းနလွန်ရက်တွေဟာအသက်ကြီးပိုင်းတွေလူကြီးပိုင်းတွေမှာမှတ်ဉာဏ်ချုံရမှုအဆုံးရှုံးမှုတွေမဖြစ်နိုင်အောင်လို့အကောင်းဆုံးကာကွယ်ပေးမှုကိုပေးစွမ်းခြင်းအပြင်အသက်ကြီးပိုင်းတွေကိုအကောင်းကျိုးပြုပါတယ်နံပါတ်6ဒန်းနလွန်သီးနဲ့ဒန်းနလွန်ရက်တွေဟာအစမာလို့ခေါ်တဲ့ပန်းနာရည်ချက်ရောဂါကိုပတ်တာပြောက်ကင်းစေပါတယ်လူတချို့ဟာဆိုရင်ဒန်းနလွန်ရက်တွေကိုရေးတည်တည်ချာချာလေးဆေးပြီးတော့အင်္ဂါလုပ်တော့လို့ရှိပါတယ်ဒီနေရာမှာမဖြစ်မနေသတိပြုဖို့ပြုရမယ့်အချက်လေးတစ်ချက်ကလည်းရှိလို့နေရပါတယ်အဲ့ဒီမဖြစ်မနေသတိပြုဖို့ပြုရမယ့်အချက်တစ်ချက်ကဘာလဲဆိုတော့ဒန်းနလွန်ရက်တွေကိုအင်္ဂါလုပ်တော့မှုရန်အတွက်ချက်ပြုတ်တဲ့အခါမဖြစ်မနေလိုက်နာဆောင်ရွက်ရမယ့်အချက်တွေကိုသတိမပြုမိဘဲနဲ့မစင်မချင်းပြုမှုလှုပ်ဆောင်ပြီးခဲ့ပါကရတဲ့ရထိုက်တဲ့အာဟာရဓာတ်တွေအားလုံးကို100%အပြည့်အဝမရရှိနိုင်တော့ဘဲနဲ့အာဟာရဓာတ်တွေဟာအလဟတာလေလွင့်ဆုံးရှုံးမှုများကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ဒန်းနလွန်ရဲ့ဟင်းကားကိုချက်ပြုတ်နေစဉ်အတွင်းမှာအပူချိန်ကိုကြာကြာနဲ့အများကြီးမပေးဘဲနဲ့ဟင်းရည်တွေပေါက်ပတ်စုပြီးလို့7မိနစ်လောက်အကြာမှာပဲစားသုံးလိုက်မယ်ဆိုရင်ဒန်းနလွန်ရက်ကနေရတဲ့ရထိုက်တဲ့အာဟာရဓာတ်တွေအားလုံးကို100%အပြည့်အဝရရှိစေနိုင်မှာဖြစ်ပါတယ်။ဒီကနေ့များဟင်းရည်တွေပေါက်ပတ်စုပြီးလို့7မိနစ်လောက်အကြာမှာတော့ဒီပေါ်ကနေလုံးဝမချသေးပဲနဲ့ဆက်လက်ပြီးတော့အပူပေးထားအောင်မယ်ဆိုရင်တော့ဒန်းနလွန်ရက်ကနေရတဲ့ရထိုက်တဲ့အာဟာရဓာတ်တွေအားလုံးကို100%အပြည့်အဝရရှိစေနိုင်တော့မှာမဟုတ်ပဲနဲ့တချို့အရန်တန်ဖိုးရှိပြီးတော့အရန်အရေးပါတဲ့အာဟာရဓာတ်တွေဟာအဆက်မပြတ်တက်လာတဲ့အပူချိန်တွေကြောင့်ပဲပျက်စီးသွားရတော့မှာဖြစ်ပါတယ်။ဒီပေါ်မှာအားဖြင့် ascorbic acid လို့ခေါ်တဲ့ vitamin C လို့ vitamin ဟာအပူပေးထားခြင်းကြာလေပို့ပြီးတော့ပျက်စီးနေလေဖြစ်တာကြောင့်မီးဖို့ပေါ်မှာအချိန်တွေအကြာကြီးအပူမပေးထားတဲ့မှာဒီကြမှန်ကန်စွာစားသုံးလို့ရနိုင်တဲ့အချိန်တိုင်းတာပမာဏလောက်မှာကအပူချိန်ကိုထားပေးသင့်ပါတယ်။နောက်ပိုင်းမှာပြန်တွဲပြီးတော့စားမယ်ဆိုရင်လည်းပေါက်ပတ်စုတဲ့အထိအပူကိုလုံးဝပြန်မပေးရပဲစားလို့ကောင်းရုံနဲ့စားလို့အဆင်ပြေရုံခန့်တွင်းတွင်းလောက်သာအပူပေးပြီးတော့စားရပါမယ်။ဒန်းနလွန်သီးနဲ့ဒန်းနလွန်ရက်တို့ဟာကျွန်တော်တို့နိုင်ငံမှာပေါ်များစွာရရှိစေနိုင်ရုံသာမကပဲဈေးနှုန်းလည်းချိုသွားပါတယ်။အဲဒါကြောင့်မလို့ဒန်းနလွန်သီးနဲ့ဒန်းနလွန်ရက်တို့ဟာအသက်အရွယ်မရွေးအရွယ်3ပါးစလုံးမကြာခဏစားသုံးပေးတဲ့ကျန်းမာရေးအထောက်အကူပြုဟင်းလျာတစ်မျိုးဖြစ်ပါကြောင်းကိုအတိပေးပြောကြားလိုပါတယ်။အခုပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကတော့ဒန်းနလွန်သီးရဲ့ထူးခြားစမ်းကြယ်တဲ့အချက်လက်တချို့ကိုကျွန်တော်ကိုယ်တိုင်လေ့လာတွေ့ရှိထားရသဖြင့်လူကြီးများအားလုံးကိုတစ်စစ်ပြန်လည်ဝင်များပြီးပြောပြပေးသွားခဲ့ခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုကိုအစကနေပြီးဆုံးထိအားပေးကြည့်ရှုသွားခဲ့ကြတဲ့လူကြီးများကလည်းအခုကျွန်တော်ပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုအထူးကောင်းမွန်စွာနားလည်ပြီးတော့သဘောပေါက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကိုဒီနေရာမှာပဲရထားပါမယ်။နောက်ထပ်လာမယ့်ဗီဒီယိုတွေကကျွန်တော်တို့အားလုံးပြန်လည်ဆုံတွေ့ကြရအောင်ပါ။ဒီလူကြီးများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ။